လုံးဝပြင်းလို့မရဘူးရဲဘော်တွေကဒီကိုရောက်တဲ့နေရာလီချောင်းအရန်ခံရတော့ဒါဟိုကရုတ်ချင်းဒီပုံဖူချင်းကိုပဲကျွန်တော်တို့အကူပေးမှဟိုလောက်ရတဲ့အနေထားတော့ဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုတချို့တွေဆိုရင်တွင်းထဲမှာဟိုရှိနေတဲ့ချိန်မှာဒီပေါင်300ပေါင်900ပုံးတွေကျဲလာတဲ့ခါကျသူတို့ကိုတကူလုံးဟိုဒီမီကပြိလိုက်တယ်ပေါ့နော်ဆိုတော့ခေါင်းလေးပဲလက်ဟို2ယောက်ဆွင်းလဲအဲ့ဒါပြန်ဆွဲထုတ်ရစသဖြင့်ပေါ့သူတို့ချင်းတော့အစနောက်ပြီးဝိုင်းရီကြတယ်ဒါပေမဲ့ဗီဒီယိုကြည့်တဲ့သူကတော့ဟာတော်တော်စာနာပြီးမှစိတ်မကောင်းဖြစ်ရတယ်ဒါပေမဲ့ဟိုတကယ်ကျွန်တော်တို့ရဲဘော်တွေကိုချီးကျူးတာကအဲ့လောက်ထိကိုအဲ့လောက်တက်ကုန်းတည်တည်လေးလို့ပြောရမှာပေါ့နော်ဒီအချီတော့တော်တော်ရှိတယ်ဒါပေမဲ့ဟိုအဲ့တက်ကုန်းပုံမှာအချိန်ပေါင်း80 80လောက်ဟိုပေါင်300ပေါင်900အကြီးကြီးတွေပေါ့နော် fighter ကလာကျဲတာကိုတောင်မှလုံးဝဒီသူတို့လည်းကြောက်တော့ကြောက်မှာပါဒါပေမဲ့ဒီရဲဘော်တွေရဲ့စိတ်ဓာတ်မှာဒါမဖြစ်မနေကျွန်တော်တို့ရကူရရမယ်ဆိုတဲ့ဟိုဟာနဲ့ခံယူချက်အပြည့်နဲ့ဟိုရဲဘော်တွေစိတ်ဓာတ်အပြည့်နဲ့ပေါ့နော်ဟိုတိုက်တဲ့အတွက်ကြောင့်ဒါဘယ်လောက်ဟိုလေရင်ကြမ်းကြမ်းအဆင်ပြေ